ဟာသားတို့ငါပြပြမှာကွာငါဆွေးမနာမယ်ဆိုတာကွာအများကြီးရှိတယ်သားတို့ငါခံစားချက်အများကြီးရှိတယ်ငါတကယ်ဆက်ပြီးတော့လုံးလို့မရတော့တခြားရရောထားလိုက်ပါတော့မပြောတော့ပါဘူးအဓိကချက်ကတော့ငါတက်28ရှိပြီကွာငါသားတို့ရ28နှစ်ပြည့်ပြီငါဘဝတိုးတက်ကြောင်းတခုငါလှုပ်တော့မှာကွာသားတို့ရငါမပြောတဲ့နေရာကငါဆက်မနေချင်တော့ဘူးငါတိုင်းမင်းတို့နဲ့နေလို့မပြောတော့မဟုတ်ဘူးငါတကယ်ဆောင်ရန်ပြောတယ်ငါဘဝဒီလိုချင်းနေတခုရောက်လာတာငါတားရီတို့ support ပေးဖို့အများကြီးပါတယ်ဒါမဲ့ကွာမအချိန်တခုတန်ပြီကွာငါမင်းတို့ support မပေးနိုင်တော့ဘယ်လိုပြောကွာငါတားရီတို့မင်းတို့ပျော်ရွှင်အောင်လည်းငါတိတ်မထားနိုင်တော့ဘူးသိတယ်မလားအဲ့ဒါတစ်ချက်နောက်တစ်ချက်ကကွာငါဒီ level မှာပဲငါမနေချင်ငါဒီချက်ထပ်ကြိုးစားခြင်းတည်တယ်ကွာပြောလို့မရသေးဘူးကွာဘာမှငါအခုချိန်မှာဘာမှအများကြီးငါပြောလို့မရသေးဘူးဒါပေမဲ့ပေါ့ပေါ့လားမင်းတို့သိတယ်မလားငါတို့လှုပ်ဆိုကွာစာချုပ်စာတန်းနေနဲ့လှုပ်ရတာအဲ့တော့ငါဘာမှအများကြီးငါပြောလို့မရသေးဘူးအသိမကြခင်မှာကွာတားရီတို့ငါတက် live လွှင့်တာပဲဖြစ်ဗီဒီယိုတစ်ခုနဲ့ပဲဖြစ်ငါတက်တစ်ခေါက်ငါတားရီတို့တေချာပြန်ပြောပြမယ်ဒါတော့အတိဗီတာဒီလာကုံလောက်ပေါ့အဲ့တော့ဆိုရင်တော့ဒါရွှေနာယူပေါ့ပြီးနာမတခါတလေတော့အဲ့လိုစိတ်ပါရင်တော့တက်ခဲ့တာမျိုးရှိရင်ရှိလိမ့်မယ်ဒါပေမဲ့အဲ့လိုရွှေမင်းရတကယ်ပြောက်သွားလိမ့်မယ်ဗီဒီယိုကတော့ရှိမယ်ဒါပေမဲ့ဒီကြားထဲမှာတော့ငါတငယ်ချင်းနေတားရီတို့ငါ့ကိုတိတ်ပြီးတော့မတွေ့ဖြစ်လောက်ဘူးဘာလို့ဆိုတားရီတို့ဒါငါစိတ်ကအနာပေးမှရတော့ငါယူတော့ငါစိတ်လေးကခဏအနာပေးမှရနော်မင်းတို့ဘယ်မှာတိုင်းငါအမြဲရှိတယ်ငါလေငါအကောင်းဆုံးတွေလုပ်ပြီးခဲ့တယ်ကွာဒါပေမဲ့ငါထင်တယ်လို့ဒီမှာဖြစ်လာတယ်အများကြီးရှိတယ်ကွာငါလေအခုဆိုကွာအဲ့ဒီခါနီဘောရှင်းနေပြပွဲသွားတယ်ငါတီးရတာတခုရှိရကွာငါအားပေးတယ်ငါရဲ့ fan တွေကွာတအားများတယ်ကွာငါလေငါပြောမထွက်ရအဲ့ပွဲမှာတော့ဆိုငါတကယ်လုံးဝပြောမထွက်အမှန်တည်းငါဆုံးဖြတ်ပြီကွာငါလုံးဝပြောမထွက်ခဲ့ရသူတို့ပြောတယ်ကွာသိတယ်မငါအမှန်တည်းကွာငါဒီတက်ကောင်ငါဆက်လုပ်ချင်သေးတယ်ကွာဒါပေမဲ့ငါမလုပ်ချင်တဲ့အရာတွေအများကြီးရှိတယ်ကွာငါဘယ်လိုပြောမလဲကွာငါနောက်မှပြောပြမယ်ကွာသိလားအတော်ပြီကွာသိလားငါမွန်ကျက်လွန်တယ်ကွာတချို့ຢာတွေကြတော့မင်းတရားဥကွာဒီလောကကြီးရာတကယ်ပြောလားတော်ပြီကွာမပြောနဲ့တော့ဒါကတော့ငါတို့ဖုန်းဖောက်ကြဒါပေမဲ့ငါတကယ်တိုင်းလို့မင်းတို့ငါမပြတ်သွားရှိနေမယ်ဆိုတာတခြားပုံစံမျိုးနဲ့ပေါ့ငါသားတို့ရ vlog ပုံစံမျိုးနဲ့ဖြစ်အဲ့လိုတော့ဟာတာရီရှောက်လို့မယ်ကွာငါသားတို့မင်းတို့ငါ့ကိုမှတ်မိကြတယ်မဟုတ်လားငါတို့အရင် YouTube စားလုပ်တော့အချိန်တွေမှတ်မိကြလားငါအရင်ပြောခဲ့တယ်ကွာအခုအဲ့ဒီ YouTube စားလုပ်တော့အချိန်တွေငါတို့ဟာတာတွေဆောက်တလို့တွေလုပ်ခဲ့တဲ့အချိန်တွေမှတ်မိကြသေးလားအဲ့ဒီတုန်းကညနာနဲ့အဲ့ဒီတုန်းကခန်းစားချက်နဲ့အဲ့ဒီပုံစံမျိုးနဲ့အခုလက်ရှိနဲ့တခြားစီကွာငါအဲ့ဒီခန်းစားချက်ငါမှလုံးဝမရှိတော့ငါအဲ့လိုကြီးငါမဖြည့်ကျင်တော့ကွာသိတယ်မလားငါအဲ့လိုမျိုးခန်းစားချက်မျိုးနဲ့မင်းတို့ကပျော်ရွှင်မှုအဲ့လိုပဲပေးကျင်တာကွာသိတယ်မလားတော်ပြီကွာငါတကယ်ပုံစံတစ်မျိုးနဲ့ငါပြန်လာမယ်ဒါပေမဲ့သိတယ်မလားနောက်မှပြောမှာနော်အေးစေခလက်စဲတော့ဘာမှပြောလို့မရအောင်နော်ဒီကြားထဲမှာတက်တာဖြစ်နိုင်တယ်ရှိတယ်အဲ့တော့ဘာမှမပြောဘူးဒါပဲလုံးလုံးတော့မထားခဲ့ပါဘူးငါတားတယ်ငါဗီဒီယိုလေးတွေရှိမယ်ဒါပေမဲ့အဲ့ strainer ว่าတဲ့တောင်းရှောက်မလားခဏပြောင်းနေလေပဲဘာလို့ဆိုဖုန်းကြီးလည်းဝှချင်တယ်ဒါမှမဟုတ်လေငါတိတ်စိတ်တနေရာမှာတော့ထိုင်နေခြင်းတယ်ကွာဘယ်သူနဲ့မှငါမတွေ့ချင်ဘူးကွာတကယ်ပြောလားဒါမင်းတို့ကငါဆောင်းရမ်းချစ်တယ်အဲ့လိုတကယ်ပြောငါရင်ထဲမှာအမြဲရှိတယ်ကျေးဇူးပါဗျနင်းနေလားကိုလီဗိုင်းနဲ့ဂိမ်းအကောက်တဲ့ KB တဲ့ဒီတိုင်းတော့မလားအော်ဂိမ်းအကောက် KB ဂိမ်းကောက် KB ပေးခိုင်းနေတာပါလို့ကျွန်တော်ဂိမ်းကောက်ပေးမရဘူးကျွန်တော်ကောက်တော့ဟိုအားကြီးမှာဟိုအားကြီးနေဒီကောက်ယူ KB ပေးလို့မရဘူးလေဂိမ်းအကောက်တစ်ခုပဲပေးတယောက်ပဲရမှာဗျာကျွန်တော်အမှတ်တရတွေပဲကျွန်တော်အဲ့လိုပဲပေးကျွန်တော်အဲ့လိုကြီးကျွန်တော်မပေးခဲ့ဘူးလေဗျာကျွန်တော်လည်းအမှတ်တရနေနဲ့တင်ထားမှာပေါ့လို့ကျွန်တော်အရင်အကောက်အောင်ဟောင်းလေးလေဟိုက no skin နဲ့ဟာလေးတော့ကျွန်တော်တင်ထားတယ်သိလားဒီအကောက်ဘာလို့မပေးရသလားဒီအကောက်မှာရှိတဲ့ skin နဲ့အကုန်တော်များများဟိုဟာ60ရာခိုင်နှုန်းလောက် fan နေပေးထားတာကျွန်တော်ကကျွန်တော်ထိတ်တာလုံးဝမရှိရနောက်ပိုင်းမှာဒီ Pepsi ဒီဘာတွေနဲ့တွဲလာမှဒါဘေးကနေ support တွေပါရတာအဲ့တော့ကျွန်တော်အကောက်လေ streamer တွေ like အခုမြန်မာနိုင်ငံမှာကြည့်တဲ့ streamer တွေအကုန်ရှောက်ကြည့်လိုက်ကျွန်တော်အကောက်ကတန်ဖို့အနည်းဆုံးတကယ်ပြောတာတန်ဖို့အနည်းဆုံးပဲနောက်ပိုင်းမှာအဲ့လို skin တွေနည်းများလာတာအဲ့လို fan တွေကျွန်တော် fan တွေဝိုင်းထည့်ပေးတာပါတယ်ဒီကောက်ကဘာမှမရှိရအမှန်တမ်းဆိုရင်တက်မှလည်းစာမပြန်လုပ်တာတဲ့တိတဲ့ဆိုတော့ဘာလို့လဲလဲကိုဒီပိုင်းနဲ့အဲ့လိုမဟုတ်ဘူးတဲ့ like ကားတဲ့စောက်ပေါ်ကြီးတဲ့ဟိုက်လေဘလာပလိနေတာပါလို့ fan တွေကိုတဲ့ချစ်တဲ့ဆိုတဲ့
အခုကြာမှာတဲ့ဘာလို့လဲစာမပြန်ပေးတာလဲတဲ့ flat လို့လည်းမဟုတ်ဘူးတဲ့ like ကလည်းစောက်ဘောကြီးတဲ့ဟာအဲ့လိုကြီးချက်စာပြန်လို့မပြန်ဘူးလားဆိုတော့ကျွန်တော်ပဲချိန်သွားပြန်ပါကျွန်တော် follower 1 million ရှိတယ်လူတွေအများကြီးကျွန်တော်ဘယ်သူထိုင်ပြန်လဲပြန်လို့မရဘူးလေအဲ့ဒါမဖြစ်နိုင်ဘူးလေအကြောင်းစိထိုင်ပြန်ဖို့ဆိုတာကျွန်တော်မှတခြားအလုပ်ရှိသေးတယ်လေဗျာဟုတ်တယ်မလားတခြားအလုပ်တွေကျွန်တော်လုပ်ဖို့ရှိသေးတယ်ဒါတိုက်ခိုက်တာပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လို့တိုက်ခိုက်ရတော့လဲညီမတိုက်ခိုက်ပေးပါလေရအစဘူးဟာခါချပြောနေကဲကျွန်တော်ပုံဖောက်စားမယ်နော်အားလုံးပဲမင်္ဂလာပါတခြားထားရင်မပြောရင်တော့